ဒါတို့ TV ကြိုက်လို့ထင်ပါတယ်အခုလာတဲ့ update 4.3 ရဆိုရင်တော့ကျွန်တော် iPad view တွေ Android phone တွေနဲ့ကျွန်တော်လုံးလို့မရဘူးဆိုတာကိုကျွန်တော် PUBG Mobile ဘက်ကရောကျွန်တော်ပြီးတော့ကျွန်တော်ဒီမှာ TikTok social media ပေါ်မှာလည်းတော်တော်များများမရကြဘူးပေါ့နော်ဆိုတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ် YouTube ကနေသွားကြည့်တယ်အဲ့ဒါကတော့ China ဘေးတယောက်လှုပ်ထားတာဆိုတော့ ဗီဒီယိုကြည့်ပြီးကျွန်တော် live လုပ်တာ iPad view တော့ကျွန်တော်တို့အခုပြထားတယ်မို့ iPad view တော့ဖြစ်တယ် iPad view တော့ဖြစ်တယ်ဆိုပေမဲ့အားနည်းချက်လေးတစ်ခုတော့ရှိရဲအဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ iPad view ဆော့မယ်ဆိုရင်ကျွန်တော်တို့ gyro နဲ့ဆော့မှဖြစ်ပါတယ်ဆော့မှအဆင်ပြေမှာဘာလို့လဲဆိုတော့ဒီကျွန်တော်လက်တွေပါထီးတဲ့နေရာကျွန်တော်တစ်ချက်နဲ့ဟိုနေရာရောက်လိုက်ဒီနေရာရောက်လိုက်အဲ့လိုမျိုးဖြစ်တယ်ဗျာနောက်တစ်မျိုးကကျတော့ကျွန်တော်မြင်ကွင်းမရှင်းဘူးဗျာကျွန်တော်နာမည်ကြီးအစတားမွဲတယ်အဲ့ဒါဆော့ရဆိုခေါင်းတအားမူးတယ်ဗျာသဘောပေါက်လားမသိဘူးလှုပ်လို့တော့ရတယ်ဒါပေမဲ့ကျွန်တော်ဆော့ရတာအရင်တော့လောက်အဆင်မပြေဘူးကျွန်တော်စကုတ်တွေဆိုလဲကျွန်တော်အပေါ်လုံးရင်ဒီလိုသွားခြင်းတဲ့နေရာတော့ဗျာပြောတက်တွေကြောင်းနေဒီနေ့မှာတော့ဆန်းလုပ်ချင်တဲ့ brother တွေအတွက်ကျွန်တော်အခုလုပ်ပေးမှာပဲဖြစ်ပါတယ်ဆိုတော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုရင်ကျွန်တော်တို့ဒီကျွန်တော်ရဲ့ဖုန်း setting ကိုအရင်သွားမယ် Okay ဖုန်း setting ကိုသွားပြီးဆိုရင် my device ထဲကိုအရင်ဝင်မယ် my device ထဲကိုအရင်ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာဒီထဲဝင်မယ်ဝင်ပြီးကျွန်တော်တို့ဒီမှာကျွန်တော်wow OS version ကိုကျွန်တော်တို့9ချက်နှိပ်လိုက်ပါမယ် Okay နှိပ်ပြီးွားဆိုကျွန်တော် battery check တွက်မယ်ကျွန်တော်တို့ဒီအောက်မှာဒီ setting လေးပေါ့နော်တခြားလေးပြပေးမယ်ဒီထဲကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ developer option ဖုန်းတစ်လုံးနဲ့တစ်လုံးတော့တူမှာမဟုတ်ဘူးကျွန်တော်ကဒီဖုန်းမှာဆိုရင် HyperOS တင်ထားတဲ့အတွက်ကြောင့်မို့ setting တွေကတူမှာမဟုတ်ဘူးကျွန်တော်တို့အဲ့ဒါကြောင့်မို့ရတဲ့ဖုန်းကလည်းရလိမ့်မယ်ကျွန်တော်ကတင်ပေးခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းအခု update မှာလာတဲ့ iPad view ပါကျွန်တော်ဖုန်းနဲ့လုံးဝဆော့လို့အဆင်မပြေဘူးဗျာလိုက်လုပ်ချင်တဲ့သူတွေအတွက်အဲ့တော့ကျွန်တော် developer option နဲ့ဝင်မယ်ဖွင့်ရမယ့် cloud တွေအရင်ကျွန်တော်ပြောပြမယ်ဒီဖွင့်ပြရမှာဗျအရင်နေ့နဲ့ကျွန်တော် animation skill လေးတွေကိုကျွန်တော်တို့ off ထားလိုက်ဒါဖုန်းတွက်အောင်လို့ဗျာတည့်ရဲ့လူတွေကကြော်သွားလို့ရပါတယ် animation skill တွေအရင်ဆုံး offline off ပြီးဆိုရင်ကျွန်တော်တို့ဒီမှာ 4K desktop mode ဆိုတာကျွန်တော်တစ်ချက်ဖွင့်ပြရမယ်ပေါ့ဗျာဒါဖွင့်ပြလိုက်ကျွန်တော်ဘာမှမနှိမ့်နဲ့တော့ robot ဟိုဟာထားလုပ်လဲရတယ်ဒါပေမဲ့ဒါလေးပဲနှိပ်ပြလိုက်နှိပ်ပြီးကျွန်တော်တို့တစ်ချက်ထွက်လိုက်မယ်ထွက်ပြီးတော့ကျွန်တော်တို့ PUBG Mobile နဲ့တစ်ချက်ဝင်မယ်ဒီ software တွေညာနဲ့လုပ်လို့ရရင်เนาะဒီကောင်ကြီးကြတော့ကျွန်တော်အလျားလိုက်မဟုတ်ဘဲနဲ့ဒီနှစ်ခုကြတော့ကျွန်တော် down လိုက်ကြီးဖြစ်သွားမှာဗျာအရင်ဆုံးအနေနဲ့ကျွန်တော်ဝင်ပြမယ်ဒီနေ့နဲ့ full set ဘာကိုဆွဲမယ်ဆွဲပြီးရင်ကျွန်တော်ဒီမှာဒီလိုလေးတော့လီခတ်ထားရင်ကျွန်တော်ဒီလိုလေးเนาะဖြုတ်ပြီးလိုက်เนาะဖြုတ်ပြီးဝင်ကျွန်တော် PUBG Mobile နဲ့ကိုကျွန်တော် Game Trouble တွေကပဲဝင်မယ် Game Trouble တွေကပဲဝင်မယ်နည်း Game Trouble တွေကပဲဝင်ပေးလိုက်မယ်ဆိုတော့ကျွန်တော်မှာ stat နိုင်ပြီးဝင်ကျွန်တော်တို့ဒီမှာဒီမိုးလေးချက်ဆွဲလိုက်ဆွဲပြီးဝင်ကျွန်တော်ဒီမှာအများနှစ်ခုဗျာအကောင့်လေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ရင်ကျွန်တော်တို့မှာ try all system ဆိုပြီးပေါ်လာလိမ့်မယ်အဲ့လိုဆိုဘာစိတ်မပူနဲ့ကျွန်တော်ဒီမှာတစ်ချက်ထွက်လိုက်မယ်ထွက်ပြီးတော့ကျွန်တော် setting နဲ့ပဲတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်ပြန်ထွက်မယ်ထွက်ပြီးရင်ဒီမှာ section နဲ့နေရာကိုတွားမယ်တွားပြီးတော့ကျွန်တော် PUBG Mobile ကိုကျွန်တော်ဖြည့်မယ်ဖြည့်ပြီးတော့ဒီမှာ screen နှစ်ခုချတဲ့ပုံစံမျိုးဗျာအဲ့ဒါလေးချက်နှိပ်မယ်ပြီးတော့ကျွန်တော် setting နဲ့တစ်ချက်တွားမယ်တွားပြီးရင်ဒီမှာ phone လေးပြန်တဲ့မယ်ဆောင်းမယ်တဲ့မယ်ပြီးတော့ဒီလိုပြ screen လုံးဝဒီဟိုဟာတိုင်ပတ်တော့အောင်လုပ်လိုက်ဗျာတိုင်ပတ်တော့အောင်လုပ်လိုက်အဲ့လိုမျိုးဆိုပြီးဟိုဟာလေလောက်တာမလုပ်ရဟိုဟာလေလောက်တိုင်းမရအောင်ဗျာဒီလိုဆိုပြီးတော့ချက်ဆွဲလိုက်ဆိုအားလုံးနဲ့အဆင်ပြေကြမယ်လို့ထင်ပါတယ်